ချိန်မှာရခိုင်ပြည်သူတစ်ခုတည်းမဟုတ်ဘူးမြန်မာပြည်သူတစ်ခုလုံးကိုလည်းကျွန်တော်ပြောချင်တာကဒီတော်လှန်ရေးလောကဒဏ်တွေကိုကျွန်တော်တို့မဖြတ်စီးလုံးလုံးနဲ့ကျွန်တော်တို့ဖြတ်တန်းဖို့လိုတယ်ဒါကိုသိခံပြီးမှဒီစစ်အာဏာရှင်ဒီဖက်စစ်အာဏာရှင်အကြံဖက်စစ်တပ်ကိုကျွန်တော်တို့ကအောင်မြင်အောင်တော်လှန်ဖို့လိုတယ်ဒါကိုကျွန်တော်တို့ကနောက်လှည့်နေလို့မရဘူးကျွန်တော်တို့ရှေ့ကိုတိုးရမယ်ဒီအခက်အခဲကိုရင်ဆိုင်ပြီးမှအောင်မြင်အောင်ကျွန်တော်တို့ကြိုးစားရမယ်ကျွန်တော်တို့ရခိုင်ပြည်သူတွေကလည်းကျွန်တော်တို့ကိုပြောတယ်ဘယ်လိုအခက်အခဲပဲရှိပါစေအိမ်တွေကတော့ပြာကျတော့ပြီဒါမဲ့ငါတို့လိုချင်တာအိမ်ထက်အရေးကြီးတဲ့လွတ်မြောက်ရေးကိုလိုချင်တယ်ဒါကြောင့်ဆက်လက်တိုက်ပွဲဝင်ပါဆိုတော့ယုံကြည်ချက်မျိုးနဲ့ရက်တည်နေကြတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အများကြီးအားရှိတယ်ပြည်သူတွေအတွက်လည်းကျွန်တော်တို့ဆက်လက်ပြီးမှအကောင်းဆုံးကြိုးစားတော့မယ်ဒီ2024ဒီ2023နှစ်အကုန်မှာစတင်ခဲ့တဲ့ဒီ1.3နှစ်ခွန်စစ်စင်ရေးဟာ2024ကိုအောင်မြင်မှုတွေနဲ့လက်ဆင့်ကမ်းပေးခဲ့တယ်ဒီ2024ဟာအခက်ခဲတဲ့အမျိုးမျိုးနဲ့ရင်ဆိုင်ရလိမ့်မယ်သို့တော်လည်းပဲမျော်လင့်ချက်တွေအများကြီးပေါ့ဒီနှစ်ပေါင်း80ကျော်ထဲမှာမျော်လင့်ချက်တွေအရင်ထက်ပိုပြီးတောက်ပတဲ့နှစ်တစ်ခုဖြစ်တယ်ဒီနှစ်ကိုလည်းကျွန်တော်တို့ခွန်အားအပြည့်နဲ့အာမန်အပြည့်နဲ့ဖြတ်သန်းဖို့အတွက်ကျွန်တော်ပြောလိုပါတယ်